ကိုမိသားစုကာကွယ်ဖို့နဲ့ကိုဘီရင်ကိုတစ္ဆာဆောက်တည်ဖို့တစ်ခုကိုရွေးလိုက်တာနဲ့နောက်တစ်ခုကိုတစ္ဆာဖောက်ရတော့မယ်အခြေအနေမျိုးမှာကျွန်တော်ဆိုရင်ရောဘာကိုရွေးမှာလဲ You meant to band with the rest of us and rise again. Reborn as a dragon, turn his enemies to ash. I slit his throat to make sure that didn't happen. တချိန်က Westwood ဘီမာကြီးရဲ့သူရဲကောင်းတယောက်ဖြစ်လူတိုင်းအားကြခဲ့ရသူဟာ Jamie Lannister ပါဒါပေမဲ့ကံကြမ္မာကသူ့ကိုအဲ့ဒီဂိုပုတ်စာကင်းစီယာဆိုတဲ့နာမည်ဆိုးကိုပဲလက်ဆောင်ပေးရဲ့လူတွေကသူ့ကိုနောက်ကျောကနေဓာတ်နဲ့ထိုးတတ်တဲ့သစ္စာပေါက်တယောက်ဒါမှမဟုတ်ဂုံသိန်းခါမဲ့သူတယောက်ဒါမှမဟုတ်တိုးရီဂျုံထားတဲ့မွန်ပလီတကောင်လို့ကဲ့ရဲ့ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီနာမည်အတွက်ဂျင်မီကဘသူ့ပေါ်မှာစင်မဆိုးခဲ့ဘူးအပြစ်မတင်ခဲ့ဘူးတလောကလုံးကတီရီယွန်ကိုလူပိုတယောက်လိုမုန်းတရားနဲ့ကြည်နေချိန်မှာဂျင်မီကတော့သူ့ညီလေးကိုလူသားတယောက်ဖြစ်အများမြင်ပြီးခဲ့တီရီယွန်ကိုတအင်းလို့လူတွေကလှောင်ပြောင်ပြီးတော့တေးရန်ပို့နေချိန်ဖခင်ကိုယ်တိုင်ကတေးရန်ပေးဖို့ကြိုးစားနေချိန်မှာတော့ဂျင်မီကတလောကလုံးကိုဆက်ကျင်ပြီးတော့သူ့ညီလေးရဲ့လက်ကိုမြဲမြဲဆုပ်ကန်ခဲ့တယ် No word for cousin killing. London. Do you remember cousin Orson? Orson Lannister? Of course. Wet nurse broke them on his head, left them simple. Simple? Used to sit all day in the garden, crushing beetles with a rock. သူ့အတွက်တော့တီရီယွန်ဟာညီကိုကြောက်တယ်မကောက်သူ့ဘဝရဲ့မှောင်ဆိုးချိန်တွေမှာတော့အလင်းပေးနိုင်တဲ့ငွေချင်းလိုဆက်ဆံရေးမျိုးရှိသူပါသူ့ရဲ့ဂုဏ်သိက္ခာတွေယာထုတွေနဲ့ခွေးရည်တွေအားလုံးကိုလောင်းကြီးထပ်ပြီးတော့မှတီရီယွန်ကိုထောင်တက်ကနေကဲထုတ်ခဲ့အဲ့လိုရဟာသူ့ရဲ့သစ္စာတရားကိုနောက်တစ်ချိန်ဖြည့်ဆည်းလိုက်တာဖြစ်ပေမဲ့ညီဖြစ်သူရဲ့တက်ကိုကတ်တင်နိုင်ဖို့ဆိုရင်ကင်းစလီရတယ်မကောက်ထရီတာဆိုတဲ့နာမည်ကိုပါဝမ်းမြောက်ဝမ်းသာလက်ခံခဲ့သူပါ It's all right, it's all right, it's all right. He saw us! I heard you the first time. Quite the little climb, aren't you? How old are you, boy? 10. 10. The things I do for love. The things I do for love ဒီစကားကဂျေမီလန်နစ္စတာရဲ့ဝိညာဉ်ကိုအမောင်လူထဲမှာရှင်းလန်းလန်းနှမြုပ်စေခဲ့တဲ့အကြောင်းရင်းရဲ့အစပါဆာစီဟာသူ့ရဲ့မွာညီမသူတို့ဟာအမေဝမ်းထဲမှာကလေးကလက်ချင်းတွဲခဲ့သလိုလောကကြီးရဲ့ဘယ်ဥပဒေဘယ်ဖျားသခင်ကမှဖွဲလို့မရတဲ့မှားရင်းတဲ့တန်ရုံးစင်တွေနဲ့ရစ်ပတ်ခံထားရသူတွေပါသူတို့ရဲ့အချက်ဟာသွေးသားရင်းချဖောက်ပြန်မှုဖြစ်သလိုလောကကြီးကလက်မခံနိုင်တဲ့ချစ်ချင်းမျိုးလည်းဖြစ်တယ်။ဒါပေမဲ့ဂျေမီအတွက်တော့ဆာစီရဲ့လူဆန္ဒဟာဘရင်ရဲ့အမိတ်တဲ့ပိုခိုင်ပါခဲ့။အဲ့ဒီချိန်စာတက်နေတဲ့ချွတ်တဲ့ကြောက်ပဲဂျေမီဟာပြင်းမဲ့တဲ့ဘရန်စတာကိုတော့တည်င်းပေါက်ကနေတွန်းချခဲ့တဲ့အထိရက်ဆက်ရုံပါခဲ့တယ်။ Kingslayer ဒီနာမီကသူ့ကိုနှစ်ပေါင်း20ကျော်ထိလိုက်လိုက်နှိမ့်ဆက်ခဲ့။မက်ကင်းဟာယူတယောက်ဖြစ်သွားပြီးတော့တမျိုးလုံးကို Wi-Fi ရနဲ့မိရှို့တက်ဖို့မိပေးတဲ့ချိန်မှာတော့ဂျင်မီစီမှာရွေးချယ်စရာမရှိတော့ဘူးသူ့ရဲ့ဂရိသစ္စာကိုစောက်ရှောက်ပြီးတော့တမျိုးလုံးကိုသိခံပါလားဒါမှမဟုတ်ဂရိသစ္စာကိုဖောက်ဖျက်ပြီးတော့လူသိန်းပေါင်းများစွာကိုကဲပါလားကျွန်တော်ရဲ့ဂျင်မီကတော့ဒုရလန်ကိုရွေးပြီးတော့မက်ကင်းကိုတတ်ခဲ့တယ်ဒါပေမဲ့လူတွေကသူ့ကိုသူရဲကောင်းလို့မခေါ်ခဲ့ကြဘူးဂျင်မီကိုယ်တိုင်ကလည်းအဲ့ဒီမန်တရားကိုဘယ်သူ့မှလည်းမရှင်းပြခဲ့ဘူးဘာလို့လဲဆိုတော့လူတွေကသူတို့ယုံကြည်တာကိုပဲယုံကြလို့ပါ Why didn't you tell anyone? Why didn't you tell Lord Stark? Stark. You think the Honorable Ned Stark wanted to hear my side? ဂျင်မီရဲ့မန်မာနာနဲ့ဂုံသိက္ခာအားလုံးဟာသူ့ရဲ့ညာဘက်လက်မှာပဲရှိခဲ့တာပါသူဟာတစ်ချိန်က Westlo ရဲ့ဒါမှမဟုတ် Kingsland နဲ့ရဲ့သူရဲကောင်းတယောက်နိုင်တယောက်ဖြစ်ခဲ့ပေမဲ့သူ့ရဲ့ညာဘက်လက်ဖြတ်တောက်ခံလိုက်ရတဲ့ချိန်မှာတော့ဂျင်မီရဲ့ကဘာကြီးတစ်ခုလုံးလည်းမှောင်ကျသွားခဲ့ရှော့နော်ရီကြားမှာအပိုင်းပိုင်းပြတ်သွားတာဟာသူ့ရဲ့ညာဘက်လက်တစ်ဖက်တည်းမဟုတ်ဘူးသူတိဆောက်ခဲ့တဲ့မြမန်မာနာတွေသူ့ရဲ့ဂုံသိက္ခာတွေအားလုံးတူတူပြောက်ကွယ်သွားခဲ့ရပါသူဟာတခါမှမဖြစ်ဘူးတဲ့အားနည်းလုံးတဲ့ကိုညီမယ်လုံးတဲ့လူသားတစ်ယောက်ဖြစ်ပထမဆုံးချိန်မြင်မြင်ပေါ်ပြုတ်ချခဲ့ဒါပေမဲ့အဲ့ဒီတက်မဲ့လူနီပါဖြစ်နေတဲ့ရှော့နော်ရီကြားမှာတချင်းတရားနဲ့ရင်ဆိုင်နေရတဲ့အမောင်ဆုံးချိန်မှာပဲသူဟာသူ့ဘဝကိုတစ်ဆယ်ချိုးပြောင်းလဲမဲ့လူတစ်ယောက်နဲ့တွေ့ဆုံခဲ့အစာပိုင်းမှာတော့ဂျီမီဟာဘရီယန်ကိုထင်သေးခဲ့သူမရဲ့မြင့်မြတ်တဲ့စံနှုန်းတွေကိုတွေ့တိုင်းဂျီမီကခါခါတီးတီးလှောင်ပြောင်ခဲ့ပြီးတော့သူမရဲ့စိတ်ဓာတ်ကိုရဲချိုးဖို့ပဲငြဲကြိုးစားခဲ့ Laughed at you, called you names. Some boys like a challenge.
One of you must have tried to get inside Big Brienne. One or two tried. Ah. ဒါပေမဲ့တေလူမျောပါဒုက္ခတွေကိုတူတူဖြတ်သန်းခဲ့ရတဲ့ခါမှာတော့ဂျင်မီရဲ့မြင်လေးပြောင်းလဲခဲ့တယ်။သူမရဲ့သစ္စာတရားကိုသတိပြုမိလာခဲ့တယ်။တလောကလုံးကသူ့ကို Kingslayer လို့ကဲ့ရဲ့နေချိန်မှာ Brienne တယောက်တည်းကသာသူ့ရဲ့နာကျင်မှုတွေကိုနားလည်ပေးနိုင်ခဲ့တာပါ။သူမရဲ့မရဲရင်တဲ့ကိုသိန်းခါကိုမြင်ရလိုက်တဲ့ချိန်မှာတော့ဂျင်မီရဲ့ထင်သိမှုတွေဟာလေးစားမှုဖြစ်ပြောင်းလဲသွားခဲ့တယ်။ Westeros မှာတော်ဆုံးသူရဲ့ကောင်းဖြစ်ခြင်းဖြစ်ခဲ့လိမ့်မယ်။ဒါပေမဲ့သူရဲ့ကောင်းဆိုတဲ့ဒိဗယ်စစ်မှန်ကိုတော့ Brienne စီကနေပဲတင်ယူခဲ့ရတာပါ။သူမဟာဂျင်မီရဲ့အတ္တတွေကိုချိုးနှိမ်စေခဲ့ပြီးတော့သူ့ဘဝရဲ့မှောင်ဆုံးချိန်မှာတော့ဂုံတိတ်ခါကဘာလဲဆိုပြီးတော့လက်တွေ့ပြသခဲ့တဲ့တဦးရီသောသူတစ်ယောက်ဖြစ်လာခဲ့တယ် In the name of the warrior, I charge you to be brave. In the name of the Father, I charge you to be just. In the name of the Mother, I charge you to defend the innocent. Arise, Brienne of Tarth, a knight of the Seven Kingdoms. ဒီမြင်ကွင်းကဂျင်မီလန်နစ္စတာရဲ့ဘဝမှာသူရဲကောင်းဆန်ဆုံးခြင်းဖြစ်ခဲ့တယ်မိမတယောက်ကိုနိုင်ပွဲပေးခွင့်မရှိဘူးဆိုတဲ့ထုံးစံတွေကိုသူကလက်လျူရှုခဲ့ပြီးတော့ဘရီယန်ကိုနန်းတယောက်ဖြစ်လာအောင်ကူညီပေးခဲ့တယ်ဒါဟာဘရီယန်ပေါ်သူထားတဲ့လေးနဲ့ဆုံးသောလေးစားမှုနဲ့အချက်ပါပဲသူဟာသူမကိုလူသားတယောက်အနေနဲ့ဒါမှမဟုတ်သူရဲကောင်းတယောက်အနေနဲ့တိမှန်ပြုပေးခဲ့တယ်တလောကလုံးကသူ့ကို Kingslayer လို့ဘယ်လိုပဲသတ်မှတ်ထားပါစေ။နိုင်ကင်းရောက်လာတဲ့ညမှာတော့ဂျီမီယာ Casterly Rock ရဲ့ချင်းတခင်မှုပဲနဲ့လူသားမျိုးနွယ်တွေအတွက်တိုက်ပွဲဝင်မဲ့သူရဲကောင်းတစ်ယောက်ဖြစ်မမရပ်တည်ခဲ့တယ်။သူ့မှာရင်လိုညာလည်းမရှိတော့ဘူး။အရင်လိုရွှေရောင်တချက်ကာတွေလည်းဝင်းပမနေတော့ဘူး။ဒါပေမဲ့သူ့ရဲ့ရင်ဘက်ထဲမှာတော့ရင်ကားတဲ့ပုံမှုခိုင်ပါတဲ့သူရဲကောင်းစိတ်ဓာတ်တွေတက်လောင်နေခဲ့တယ်။သူဟာသူ့ရဲ့တိတ်ကမားတွေရုပ်မာမှုတွေအားလုံးဒီနှစ်ပွက်လေးအောင်မှာပြည်သက်ချိန်မှုပြစ်ကျင်ခဲ့တာပါတက်ရှင်ဖို့မျောလဲချက်မရှိသလောက်နေပါတယ်အဲ့ညမှာဂျင်မီဟာလူသားတွေအတွက်ကာကွယ်ခဲ့တယ်သူဟာတစ်စပေါက်တယောက်မဟုတ်တော့သူဟာသူ့ရဲ့ဂုဏ်သိက္ခာတွေအားလုံးကိုပြန်လည်ထုစစ်နိုင်မဲ့သူရဲ့ကောင်းတယောက်အနေနဲ့တိုက်ပွဲဝင်ခဲ့တယ်နောက်ဆုံးစာစီတရားတော်မယ်ဆိုတာကိုတိလိုက်တဲ့ချိန်မှာသူဟာသူဒီဆောင်ထားတဲ့မြသူရဲ့ကောင်းဘဝကိုဆွလွန်ပြီးတော့သူမစီကိုပြန်ပြေးသွားခဲ့လူတွေကဒါကိုသူ့ရဲ့ကြာဆုံးခြင်းလို့ပြောကြလိမ့်မယ်ဒါပေမဲ့ဂျင်မီတော်ဒါသူနောက်ဆုံးထားရမယ့်သစ္စာတရားပါငါတို့ဟာတူတူမွေးပါခဲ့တယ်လို့နောက်ဆုံးမှာသူတို့တင်ဆုံးရမယ်ဆိုတဲ့ကံကြမ္မာကိုသူလက်ခံလိုက်တာပါသူဟာဘရီယန်ကိုဆော်လော်ပြီးတော့ငရဲတကားဝမှာစောင့်နေတဲ့ချစ်သူစာစီစီကိုပြန်သွားခဲ့ဒါဟာဂျင်မီနောက်ဆုံးပေးဆက်ရမယ့်သစ္စာတရားပါပဲ Nothing else matters. Nothing else matters. Only us.ဆိုတော့ဂျေမီလန်နစ္စတာဆိုတာသူရဲကောင်းပြောက်လားဒါမှမဟုတ်ချစ်ရဲ့သားကောင်ပြောက်လားသူဟာသူ့ဘဝမှာနားလည်မှုလွဲတာကိုခံခဲ့ရပြီမဲ့နောက်ဆုံးမှာတော့သူမြဲတမ်းရှိချင်တဲ့နေရာစာစီရဲ့ရင်ခွင်တက်မှာပဲဆုံးသတ်သွားခဲ့ဂုံသိက္ခာဆိုတာဘာလဲတစ္ဆာရှိမှုဆိုတာဘာလဲဂျေမီလန်နစ္စတာအတွက်တော့အဲ့ဒါတွေအားလုံးကစာစီပဲဖြစ်ခဲ့လိမ့်မယ်ဟုတ်ပါတယ်ဆွဲလန်းမှုဆိုတာလူတချို့အတွက်တော့အနေဖြစ်တတ်ကြောင်းကျွန်တော်လက်ခံပါတယ်တို့ပေမဲ့ဆွဲလန်းမှုရဲ့အမှန်ကန်ဖြစ်တဲ့ချစ်ကိုဂျင်မီဟာဒီဇလန်မှာရင်ဆိုင်နိုင်စွမ်းအတွက်ကောင်းဆုံးလက်နက်ဖြစ်သုံးချခဲ့တာပါနောက်ဆုံးမှာဂျင်မီဟာစာစီနဲ့အတူတူတရင်တရားကိုရင်ဆိုင်ပြီးခဲ့ဒါဟာသူ့ဘဝမှာသူကိုယ်တိုင်နောက်ဆုံးပေးဆက်ရမယ်သစ္စာရှိမှုနဲ့ချစ်ချင်းမြတ်တာတွေပါပဲ